အားလုံးပဲမင်္ဂလာကျွန်တော် 1SD Gaming Channel နဲ့ပြန်လည်ကြိုးလဲပဲဒီနေ့မှာတော့ Survival ကိုအသစ်ဆုံးပြပေးပါကျွန်တော်ဗီဒီယိုလေးကြိုင် like subscribe လေးလုပ်ပြီးရပါတက်လို့ရပါဆိုတော့အချိန်လေးမဆွဲပဲစလိုက်အောင် let's go okay စလိုက်အောင်ပထမဆုံးတော့တစ်ပင်ခေါ်မှာဖြစ်တဲ့ကြောင့်မလို့တစ်ပင်တော့ခေါ်မှာပြပါတယ်ဆို let's go okay ပြီးရင်တော့ကျွန်တော် PKS ဒီကျွန်တော် HD လုံးမှာဖြစ်ပါတယ် let's goကျွန်တော်တော့ပြီးရင်တော့ရွာတော့ရှာမှာဖြစ်ပါတယ်ရွာတော့ရှာတွေ့ရင်လည်းမှာရွာလည်းပါတယ်နော်ရွာတွေ့မှာပဲကျွန်တော်မီးင်းတို့ပါလို့ရမှာပေါ့နော်ကျွန်တော်စောက်တွေပါလေဝယ်လို့ရမှာပေါ့နော်ကျွန်တော်ပြောချင်တာဆိုတော့ရွာလိုက်ရှာရွာပြီးရင်တော့ okayအမှားပဲဘလို့မထင်မှတ်ထားတဲ့နေရာပဲကျွန်တော်စပွန်နာရဲ့အနီးနားမှာပဲကျွန်တော်ရွာတွေ့ရတာဖြစ်ပါဆိုတော့ရွာနားမှာပဲကျွန်တော်အိမ်ဆောက်မှာပါဆိုတော့လိုက်ကြည့်ပြီးကြပါတယ်လည်းပဲအမှကျွန်တော်နည်းနည်းပါမေးလိုက်ပြီးရဲ့အချိန်မှာတော့ကျွန်တော်တို့ရွာထဲကိုစပြီးဝင်လာခဲ့တယ်ပေါ့နော်။ဘာ chest တွေဘာအများရှိလဲဆိုပြီးရွာထဲကိုစပြီးကျွန်တော်ဝင်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ရွာမှာအိယာတကူတွေ့ရတဲ့ကြောင့်အိယာတကူယူလာခဲ့တယ်ပေါ့နော်။ပြီးတော့ကျွန်တော်နွားတွေကိုလည်းတက်ခဲ့သေးတယ်။အာလူပြင်းနေပါကျွန်တော်ရိတ်ခဲ့တယ်။ဒီကြားရဲ့အိမ်ထဲက chest ကိုတွားကြည့်ရပစ္စည်းကောင်းတွေကျွန်တော်တော့ဒီမတွေ့ခဲ့ပါဘူး။အဲ့လိုနဲ့ပဲကျွန်တော်ရှိရပစ္စည်းလေးတွေပဲယူလာလိုက်တယ်ပေါ့။စပါးရည်ရိတ်တယ်အဲ့ဒီမှာပဲကျွန်တော်တို့အိမ်ဒီပိုင်းဆောက်ဖို့တဲ့နေရာကောင်းလေးကျွန်တော်တွေ့ခဲ့ပြီနော်စပြီးတော့ဒီနေရာလေးရဲ့အိမ်ဆောက်လို့ကောင်းမှပုံတော့ပေါ်ရတွေ့ကြမှာဒီနေရာမှာပဲအိမ်ဆောက်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့ဒီလိုနဲ့ပဲပထမတရက်ရတော့ကုန်းဆုံးသွားတယ်ပေါ့မြင်ဆက်လေးပဲ okay ကျွန်တော်2ရက်မြောက်နေ့မှာတော့ကျွန်တော် cave တဲသွားပြီးတော့အာယုန်တွေပါသွားမိုင်းဖို့အတွက်ကျွန်တော်လုပ်ပဲတော့ cave တဲသွားမယ်ဆိုရင်တော့ကျွန်တော်တို့မီးတိုင်လေးလိုရတဲ့တစ်ပင်ကြီးခုတ်ရပါတယ်နော်တစ်ပင်လေးခုတ်ပြီးမှ cave တဲဝင်ပါလိုနေပဲတစ်ခုံပြီးပြန်လာမီးဖို့လို့ဝိုးအတွက်တစ်သားလေးနဲ့မီးဖို့လုပ်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဓာတ်တစ်ချောင်းနဲ့ ace တစ်ခုကိုလည်းကျွန်တော်လုပ်လိုက်တယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့အစားအတွက်ကျွန်တော်မေးလိုက်ခဲ့တယ်ပေါ့ပြီးတော့ကျွန်တော်အစားရုပ်ကျွန်တော်ကျိုးလိုက်တယ်အဲ့ဒီလိုနဲ့ပြီးတော့အိမ်နီးနားမှာရှိတဲ့ကိုကျွန်တော်စပြီးဝင်ခဲ့okay အဲ့ဒီအချိန်မှာပဲကျွန်တော်ဇိုမီနဲ့စကလီတန်အများကြီးတွေ့လို့ကျွန်တော်ပြန်ပြေးလာရတယ်ပေါ့နော် cave အဲ့ဒီအချိန်မှာပဲကျွန်တော် cave ရဲ့အပြင်ဘက်မှာ structure တွေတွေ့လို့ကျွန်တော်သွားကြည့်ဘာမှမရှိဘူး structure တွေပါကျွန်တော်အေးရဲ့ခလန်းထဲမှာရှိတဲ့နေရာအချို့လေကျွန်တော် Ace Pro သွားလုပ်ခဲ့ပါတော့။ဘာမှရှိလဲလို့ရ။တောင်ပေါ်မှာရှိတဲ့ cave လေးကိုလည်းကျွန်တော်ဝင်ခဲ့
okay ကျွန်တော်အဲ့ချိန်မှာပဲ emerald တုံးလည်းတွေ့ခဲ့တယ်မှာ emerald ကကျွန်တော်တူးလို့အဆင်မပြေဘူးထားခဲ့လိုက်တယ်ပေါ့နော်အဲ့ချိန်မှာပဲကျွန်တော်တို့တခြားနေရာရှောက်တက်ကြည့်ရင်းနဲ့ဖြုံကြီးတွေ့လို့ဆိုပြီးတော့မှခူးခဲ့လိုက်သေးတယ်အကုန်လုံးခုတ်ခဲ့လိုက်အဲ့ဒီအချိန်မှာပဲညကလည်းရောက်နေပြီဆိုဇုံဘီလာမှာသူတို့အမြန်ဆုံးပြန်အဲ့ဒီအချိန်မှာပဲအဲ့ဒီတော့တန်းလိုင်းမှာပဲဇုံဘီကလေးလေးရမှာကျွန်တော်လာပြီးနောက်ရှက်တော့ကျွန်တော်ပြန်ရိုက်ပြီးလိုက်ညီထဲသွားပြီးတော့ဒီတိုင်းဆိုမနိုင်နိုင်ဘူးကျွန်တော်လည်းလိုဟိုလိုနဲ့ပဲကျွန်တော်ဘာလိုနဲ့နေမြောင်နေတော့ကျွန်တော်ရောက်ရှိလို့လာပြီပေါ့နော်ဟိုနေမြောင်နေမှာတော့ကျွန်တော် cave တင်နောက်တစ်ခါသွားဖို့လည်းကျွန်တော်စဉ်းစားလိုက်တော့နော် cave တက်သွားမှာပါပြပါဒီခေါတော့ကျွန်တော်ရေလုံးမို့ထွက်မပြေးတော့ဘူးလို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့မှာပဲကျွန်တော်ဇူမီနဲ့တွေ့ရကျွန်တော်တွေးတယ်နည်းနည်းပဲကျွန်တော်တွေးပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့အချိန်မှာပဲကျွန်တော်တီးလိုက်ရတော့ဒီကူကြီးအပိတ်ကြီးဖြစ်နေပေါ့နော်အဲ့အချိန်မှာပဲကျွန်တော်ပြန်လဲပြီးတော့ထွက်ချိလာခဲ့အဲ့မှာကျွန်တော်အပြင်လဲရောက်တစ်တွေပိုင်းနည်းနည်းပါခုတ်လိုက်တယ်ပေါ့နော်အဲ့မှာကျွန်တော်အိမ်ပြန်ပြီးတော့ chest ကြီးတစ်ခုလုပ်လိုက်ပေါ့နော် chest ကြီးတစ်ခုလုပ်လိုက်တယ်ဒီတိုင်းနဲ့အမှာပဲကျွန်တော်ခေါ်ပြအောင် craft ပြီးတော့မှကျွန်တော်ရဲ့နေရာတော့နည်းနည်းရှင်းလိုက်တယ်ပေါ့နော်မြေကြီးလေးအဲ့ဒီမှာပဲကျွန်တော်ရွာထဲသွားပြီးအိုင်ယွန်ခွန်လောင်သွားပြီးဖြုတ်ရွာထဲသွားခဲ့ပါတယ်အဲ့ဒီမှာပြောအိုင်ယွန်က3ခုရတယ်ပေါ့အိုင်ယွန်3ခုကျွန်တော်ရှီးလို့တဲ့အိမ်ကိုပြန်ခဲ့ပါတယ်အဲဒီမှာပဲကျွန်တော်အိမ်လေးပြင်အောင်ရှီးတစ်ခုလုပ်လိုက်တယ်ပေါ့နော်ရှီးလေးရပြီးပြီဆိုတော့ကူရဲသွားဖို့လေကျွန်တော်အိမ်အရှိကိုနည်းနည်းတွားကြည့်လိုက်တာအရှိမှာကူတွေ့ရပေါ့နော်အကြီးပဲဒီကူကိုကျွန်တော်ရှီးနေဆိုတော့အစီပဲဝင်လို့ရတယ်အဲ့ဒီမှာကျွန်တော်ဘေးတန်းမှာပဲ creeper လာဖို့တော့ကျွန်တော်မသိလိုက်ဘူးသွေးရတဝက်ပဲကြံတော့အဲ့ဒီမှာတော်တော်ယူဆူတယ်နေဟိုပဲမှာဆော့လိုက်ရတာအဲ့ဒီချိန်အဲ့ဒီချိန်မှာပဲအိုင်ယွန်တွေအများကြီးတွေ့လို့ကျွန်တော်တူးရလိုက်တယ်ပေါ့နော်
အဲ့ဒီမှာပဲ skelly တွေ3ကောင်နဲ့တွေ့တယ်ခင်ဗျာတေတော့မလို့ပဲအဲ့အချိန်မှာပဲကျွန်တော်ရိုက်စီရလဲဘာမှမရှိတဲ့အတွက်ကြောင့်ခေါ်ပြားပဲရှိတဲ့အတွက်ကိုခေါ်ပြားနဲ့ပဲရိုက်ခဲ့ပါတယ်အဲ့ချိန်မှာတူးတဲ့တော့တူးပြီးပြီဆိုကျွန်တော်ကုန်းကိုပြန်တက်လာတယ်နော်ပြင်ပြန်ထွက်ပြီထင်မလုံးကြုံအဲ့ချိန်မှာပြောအိမ်ပြင်ရောက်ပြီဆိုတော့ကျွန်တော်အိုင်းလေးတွေပါလေးကျူလိုက်တယ်ပေါ့နော်ဒီဗီဒီယိုလေးကဒီမှာပဲအဆုံးတက်လိုက်ပါတယ်ကျွန်တော်ရေကိုအားပေးကြိုက်တယ်ဆို like subscribe လေးနှိပ်ပြီးရအောင်ကြိုက်ဘူးလားကြည်ပေးတဲ့လူတွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါနောက်ဗီဒီယိုပြန်တွေ့မယ်